လိတ်တင်ပြင်မဲ့ပကံအောင်တင်ပြီးတော့ပဲ flip လိုက်ပါမယ်ဟာလာအားကြပါအရင်စားကောင်းနော်Hello မင်္ဂလာပါဒီနေ့ကလည်းဦးចောင်းပေးရဆိုတော့အိမ်မှာပဲနားနားနေနေနဲ့မုတ်လုစားတော့မှာပဲဖြစ်ပါတယ်ဒီနေ့လုစားမယ့်မုတ်ကလေးကတော့ဒီဆောင်းတွင်းနဲ့တိတ်တော့မအေးဘူးပေါ့နော်ဆောင်းတွင်းနဲ့ live ဖတ်တဲ့ဒီစီထမင်းပုတ်လေးပဲဖြစ်ပါတယ်ဦးစီထမင်းကိုဒီနေ့မနက်ဈေးရပြန်ရောက်ပြီးတဲ့ပေါ့နော်လိုမျိုးလေးတိတ်ချလေးဆေးပြီးတော့ရေးစိန်ထားပါတယ်ဒါတနာရီကျော်2နာရီနီးပါးရှိပါတယ်ဒါတညကြိုစိန်စရာမလိုပဲတနာရီ2နာရီနဲ့စိန်ပြီးတော့ချက်စားလို့ရတဲ့နီလန်လေးပါကဲဒါဆိုလို့ရှင်တော့ချက်ကြည့်လိုက်ကြအောင်နော် Let's go ရပမာဦးဆုံးစီထမင်းပေါ်မှာကျတူနီကျော်လေးတော့ပြင်တင်ဖို့အတွက်ဒီကျတူနီလေးတွေကိုလှိလိုက်ပါမယ်ဥရုဒီမှာကျတူနီလေးလည်းရပြီဆိုတော့စချက်ပါတော့မယ်ဥရုပထမဦးဆုံးနှမ်းလော်ပါမယ်နှမ်းစားထောင်းတော့ပါပြီးမှပဲရှင်းလိုက်ပါတော့မယ်နှမ်းအနက်ဆိုရင်တော့ပိုကောင်းတယ်ဥရုဒီဘက်မှာတေချာလော်ရတဲ့နှမ်းလေးတွေကိုစားစပွဲကျင်စုံတစ်စုံလောက်နဲ့အတူတူထောင်းလိုက်ပါမယ်စားဝင်းရပဲ။ကိုကမြန်မာမုတ်စားလို့ရှိရင်ဘာမုတ်ပဲဆဆဒီနှမ်းစားထောင်းအောင်အရင်ကြိုက်တယ်။ကိုတို့ဒီဘက်မှာနှမ်းလေးထောင်းနေတော့မှကျက်သွန်နီကြော်အတွက်စီလေးကြိုတဲထားလိုက်ပါမယ်။ကိုတို့စီလေးပူလာပြီဆိုတဲ့အချိန်မှာတော့ကျက်သွန်နီလေးတစ်ခါရဲထည့်ကြော်လိုက်ပါမယ်။အောက်ဒီမစင်လို့စနွေးမုံလေးလည်းနည်းငယ်ထည့်လိုက်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့စီထမင်းစထိုးပါတော့မယ်စီထမင်းမထိုးခင်မှာစီထမင်းရဲ့လုံးဝအသေးအသက်ဖြစ်တဲ့ဒီဂျင်းလေးကိုဦးတို့ဒီချစ်တဲ့ဟာလေးနဲ့ချက်လိုက်ပါမယ်ပုံမှန်ဆိုလို့ရှိရင်ဥပမီတာပေါ့နော်ဂျင်းကိုလုံးဝတေချာလေးညံ့နေအောင်ထောင်းပြီးတော့မှဒီဂျင်းအရေးတစ်မျိုးလေးကိုပဲညှစ်ယူတာပါဥကကြတော့ဒီထောင်းဖို့အားမရှိတော့လေအားမရှိတော့မဟုတ်ပြင်းလို့ပါဂျင်းလေးကိုချစ်ပြီးပဲထည့်လိုက်ပါမယ်ဒါလည်းအရေးလုံးဝအနှစ်ဖြစ်သွားတာအရေးဆိုတာထက်လေဒီဟာလေးဝယ်လို့လွယ်ရင်စမ်းသုံးကြည့်ကြပါတကယ်ကောင်းပါတယ်ကျက်သူဖြူပဲဖြစ်ဖြစ်ဂျင်းပဲဖြစ်ဖြစ်လုံးဝအနှစ်ဖြစ်သွားတာဥတီချင်းအနှစ်လေးကိုစပွဲတင်စုံတစ်စုံခွဲလောက်ရတဲ့အထိတေချာလေးချက်လိုက်ပါမယ်။လောက်ဆိုရပါပြီ။အဲ့ဒါဆိုဥရောစားချက်ပါတော့မယ်။ဥရောစောစောကဒီကျက်သွန်နီကြော်ထားတဲ့စီတဲကိုပဲဥရောဒီဂျင်းအနှစ်လေးထည့်လိုက်ပါမယ်။ပြီးရင်ဥရောဒီတဲကိုစနွေးမုံလေးလည်းနည်းနည်းထည့်လိုက်ပါမယ်။အယောင်အတွက်ပါ။လက်လွန်သွားရင်တော့ဝါဝါထိန်ထိန်ပေါ့နော်။ဂျင်းအနှစ်ကစီပေါက်ပါတယ်။ဒီဘက်ကဂျင်းလေးစီတက်ပြီးသွားပြီဆိုတဲ့အချိန်မှာဦးတို့ဆော့ဆော့ကရေစိန်တာအခုဆို3နာရီလောက်ရှိပြီပေါ့နော်ရေ3နာရီလောက်စိန်ထားတဲ့ကောင်းညင်းဆန်လေးကိုထည့်ပြီးတော့အတူတူလုံးလိုက်ပါမယ်ဦးတို့ဒီကောင်းညင်းလေးတွေကိုလုံးရင်းနဲ့တခါတည်းအရသာအတွက်ဦးတို့စားလေးထည့်ပါမယ်ပြီးတော့ကြက်သားမုံလေးလည်းနည်းနည်းထည့်လိုက်ပါမယ်ဒါက option နဲ့ပါမထည့်လို့ရပါတယ်ရှင်ဆက်လုံးလိုက်ပါမယ်ဦးတကြားတော့မထည့်တော့ပါဘူးတကြားကြိုက်လို့ရှင်တကြားထည့်ကြပါဦးတို့ဒီမှာပေါ့နော်ဒီကောင်းညင်းဆန်လေးတွေကိုအရသာလေးပါအသေးချာလေးထည့်ပြီးသွားပြီဆိုတဲ့အချိန်မှာတော့ကောင်းညင်းဆန်မျိုးတွေဒီဦးတို့ရေလေးထည့်လိုက်ပါမယ်ကောင်းညင်းဆန်လေးကိုလိုမျိုးရေတစ်မျိုးထည့်ပြီးွားလို့ရှိရင်ဖုံးလေးအုပ်ပြီးတော့ထည့်ထားလိုက်ပါတော့မယ်ဒီပန်ကအဖုံးမရှိလို့လင်ပန်းနဲ့ဖုံးတာပါဥပထမဒီထည့်ထားတဲ့ရေလေးခမ်းသွားပြီပေါ့နော်ဒီအဆင့်မှာဥတို့ဒီကောင်းညင်းဆန်လက်မနဲ့စားကြည့်ပါမယ်10 မိနစ်လေးမှာအများကြီးလိုပါမျိုးလည်းမဟုတ်တော့ဦးဒီတော့ဒီလေးနည်းနည်းလေးထပ်ထည့်ပြီးတော့ဒါကိုမီးပေါ့နော်တက်နိုင်တဲ့များနည်းနည်းလေးနဲ့ခဏလောက်ထပ်ပြီးတော့နှက်ထားလိုက်ပါမယ်
ဦးရဲ့စီထမင်းကိုဦးနှစ်ဖက်လုံးမှာဂျိုးရှိစေခြင်းလို့ဦး flip လိုက်တာပေါ့နော်ဒီဘက်တစ်ချမ်းကတော့ကြေမွသွားပါတယ်ဒါပေမဲ့ဦးဒါလေးကိုနည်းနည်းလေးရုပ်မပြတ်ဆင်မပြတ်လေးပြန်ထားလိုက်ပါတယ်ပြီးသွားလို့ရှိရင်ဟိုဘက်တစ်ချမ်းမှာဦးတို့ဒီလိုမျိုးဂျိုးလေးဖြစ်သွားတဲ့အထိတေးချာလေးဒီစီလေးနဲ့ထားပြီးသွားလို့ရှိရင်စားလို့ရပါပြီကဲဒါဆိုလို့ရှိရင်ဦးတို့ဒီဂျိုးလေးလည်းနှစ်ဖက်လုံးရအောင်တေးချာလေးနှက်ပြီးသွားပြီဆိုတော့ဦးတို့ဘက်ကဂျိုးလေးကိုကြည့်ဖို့အတွက်ပကံနဲ့ထည့်လိုက်ပါမယ်ဒါစီရီပါလည်းတိတ်မရှိတော့ဘူးတော့ဦးဒီ plating ပြင်မဲ့ပကံကိုတင်ပြီးတော့ပဲ flip လိုက်ပါမယ်ဟာလာတော့ဦးမီးအေးအေးလေးနဲ့ပဲတေချာကျွတ်အောင်လုပ်ထားဆိုတော့ဒီလုံးဝပြောင်ပြောင်တင်းတင်းလှလှလေးနဲ့အယောင်လေးကလုံးဝရှယ်ပဲဒါလေးကိုပဲပြုတ်လေးနဲ့ကစားပလားဆုံလေးနဲ့စားပြပါတော့မယ်ရှင်ကဲဒါဆိုဦးတို့စားပါတော့မယ်ဒါလေးကတော့ဦးရဲ့စီထမင်းလေးပဲဖြစ်ပါတယ်လုံးဝဂျိုးနှစ်ဖက်လုံးရအောင်ကြံဆောင်ထားတဲ့စီထမင်းလေးပါအိမ်မှာဆိုလို့ရှိရင်အမေရဲ့အကျွမ်းဆုံးဗမာမုံကစီထမင်းပေါ့နော်အိမ်မှာအဖေရောဦးရောအရင်ကြိုက်တယ်ဦးအမေချက်နေတိုင်းချက်ထားတာပါနှမ်းထောင်းရတယ်မှုန့်မှုန့်လေးစားကြပါအောင်ဆောင်းလိုမျိုးဦးကတညကြိုမစိမ့်တဲ့အတွက်ဒီရေနှစ်ခါထည့်ရတာပေါ့နော်တကယ်လို့ကြိုးစိမ့်နေဆိုလို့ရှိရင်တစ်ခါတည်းနဲ့လိုမျိုးနှက်သွားတာပေါ့နော်လုံးဝစီရမင်းစားလို့ရှိရင်အကြိုက်ဆုံးကဒီနှမ်းထောင်းမယ်မှုန့်မှုန့်ငယ်လေးနဲ့ဒီဘက်ကအာပြဲထောက်ဖုန်ပြီပါရန်ကုန်မှာဆိုရင်တော့အာပြဲ6ဖုတ်သိမ့်မစားပါဘူးဒါပေမဲ့အခုထိုင်းမှာဆိုတော့ရတဲ့ငါ6ဖုတ်အကုန်စားပါတယ်နီတူ6ကြော်လေးနဲ့စားပါမယ်အရန်စားကောင်းနော်ဦးကငနီတူအရန်ကြိုက်ပါတယ်အရန်မှကြိုက်ပါတယ်စီတမင်းလေးရဲ့ကော်ဖီလေးနဲ့တောက်လိုက်ပါတယ်တကယ်ဆိုတော့စီတမင်းရဲ့လက်ဖက်ရည်ဒါမှမဟုတ်စီတမင်းရဲ့ကော်ဖီရကမနက်စာဖြစ်နေတာပါမနက်ခင်းရမှဈေးသွားတာဖြစ်တဲ့အတွက်ဦးရဲ့စီတမင်းနဲ့ကော်ဖီကတော့နေ့လည်စာဖြစ်နေပါတယ်ကဲအားလုံးပဲသက်သာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဒီငနီတူကြော်ကဦးအတော်လက်ကြော်ပေးလိုက်တာပါအရင်ကောင်းပါတယ်